အရန်ဟော့နေတဲ့ကိစ္စတစ်ခုဝင်ပြောပြရစီဒီလောက်ပြောလိုက်ရင်ဘာအကြောင်းကိစ္စဆိုတာသိလောက်ပြီပေါ့အန်ယူဂျီကိုဝေဖန်ရင်သတင်းဖြစ်တဲ့ခေတ်မှာအန်ယူဂျီနဲ့ PLA ဆိုတော့သတင်းကြီးစားပါပဲထုံးစံအတိုင်းဗလိုက်တဲ့ရည်တည်ချက်တွေကိုတွေ့ရတာပါပဲအထူးသဖြင့်တော့လူဟောင်းကြီးများလူဟောင်းလက်များကပွဲစုကြတာပါဒီကိစ္စမျိုးကနင်တန်ကြားချလို့လည်းမရအမှားအမှန်ဆိုတာရှိပါတယ်ဘယ်ဘက်ကလွန်တယ်မလွန်ဘူးဆိုတာတွေလည်းရှိပါတယ်ပြဿနာကြီးလာရင်ထိပ်ပိုင်းချင်းညှိမှရတာမျိုးပါပဲအဲ့ဒါကိုရှောင်ဖယ်ရင်တော့ရှောင်ဖယ်တဲ့ဘက်ကပြဿနာရှိနေလို့ပါပဲမြန်မာမှာလက်နက်ကင်တော်လည်းမစခင်ရဲတပ်ဘက်တပတ်လောက်အတွင်းဖဆပလာဘက်ကဘကပနဲ့တွဲဆုံဆွေးနွေးဖို့အသေးအတန်ကြိုးစားခဲ့ပါတယ်ဒီဘက်ကအတွေ့မခံပဲအစည်းအဝေးအကြောင်းပြရှောင်းနေခဲ့တာနောက်ဆုံးတော့လူနဲ့လူလဲဥကြော်ငင်းကွက်ထဲဝင်သွားပြီးလက်နက်ကင်လမ်းကြောင်းပေါ်ရောက်သွားတာပါပဲဖဆပလာကဖမ်းလို့ဖြစ်ရတာလို့ဘလို့ပဲစင်ကြေပြပြပေါ့လေသူတို့ကလည်းစစ်ကြံလက်နက်တွေဖွက်ထားပြီးစစ်ပြေနေခဲ့တာပါပဲဂိုးရှယ်စာတန်းဆိုတာကလည်းပေါ်လာသေးတယ်ဆိုတော့မစွမ်းရင်ကလည်းရှိကစွန်းကလည်းညှိဆိုသလိုပါပဲဒါကအတိတ်ကသင်ခန်းစာယူစရာတွေကိုပြောတာပါအခုဖြစ်နေတာနဲ့အတိအကျတူးနေလို့ပြောတာမဟုတ်ဘူးပြောချင်တာကရိုးသားကြဖို့ပါမဟာမိတ်ဖြစ်ချင်ရင်လက်တွေကိုဖွက်ထားလို့မရပါဘူးပွင့်လင်းရမယ်ရိုးသားရမယ်ဒီနှစ်ချက်ကအခြေခံပါပဲတကယ်တမ်းကျတော့ကွန်မြူနစ်ပါတီလို့နာမည်တက်လိုက်ရင်ဒီနှစ်ချက်ကပျောက်ဆုံးသွားတာများပါတယ်အကြောင်းကတော့သူ့ရဲ့အဆုံးစွန်ရည်မှန်းချက်တွေကြောင့်ပါပဲကွန်မြူနစ်တွေမှာလမ်းစဉ်က2မျိုးပဲရှိပါတယ်တစ်မျိုးကလက်နက်ကင်လမ်းစဉ်အကြမ်းဖက်နေတဲ့အာဏာသိမ်းရေးနောက်တစ်မျိုးကဥပဒေအတွင်းကနေပြီးတပိတ်ဆုံတပုံထဆိုတဲ့နည်းနဲ့အစိုးရဖြုတ်ချအာဏာသိမ်းရေးပါပဲနှစ်နည်းစလုံးကအာဏာသိမ်းရေးပဲဥတီတာဖြစ်တယ်တခြားပါတီတွေလိုကိုယ်နယ်ကိုယ်ဒေသကိုစားပြုမှုအတွက်လုပ်ရေးဆိုတာထက်အများကြီးကြော်လွန်တဲ့တနိုင်ငံလုံးကိုပဲဥတီတာဖြစ်ပါတယ်ဟုတ်မဟုတ်ဖြစ်နိုင်မဖြစ်နိုင်ဥတီချက်ကတော့တနိုင်ငံလုံးကိုပါပဲတနိုင်ငံလုံးဆိုမှတော့မြင်းချံခရိုင်ဆိုတာနေရာကုက်ကလေးပေါ့ဒီနေရာကိုဘယ်သူတွေပဲကြီးစိုးထားဘယ်သူတွေကတည်ငြိမ်အောင်ရန်သူကင်းစင်အောင်လှုပ်ထားသူတို့အတွက်တော့နောက်ထပ်တနေရဖို့ stepping stone တစ်ခုမျှပါပဲပဲခူးရိုးမကိုပြန်လည်အခြေချဖို့ရိုးမအနောက်ချမ်းကတရင်နေစီချင်းကပ်နေတာကြာပါပြီနောက်ဆုံးအချိန်တော့မသိရဘူးအဲ့ဒီမှာခြေချခွင့်ရသွားရင်လည်းမြင်းချံမာလိုပဲဖြစ်သွားနိုင်တာပါပဲအခုတော့ဝေဖန်ရေးသမားများအကြောင်းပြောကြည့်ရအောင်ပါအခွင့်ပေါ်လာတော့ဝေဖန်သူတွေအရှိုးထွက်လာတာပါပဲအများစုက88နဲ့ AB ထွက်ဆရာကြီးများပါပဲတယောက်ကပြောတယ်မြင်းကြံက90ကွန်တီကဘကပရဲ့မာ3လုံးနယ်ဖြစ်လို့ထွက်ချင်းထွက်ရင်အန်ယူဂျီကထွက်ပေးရမယ်ဆိုပဲပြောချင်သမိုင်းလေးပထဝီလေးသိဖို့တော့လိုတာပေါ့မာ3လုံးဆိုတာအမြင်နာမှသတ်မှတ်တာပဲရှိတာဒီနယ်မျိုးကိုသူတို့အားလုံးအခု PDF တွေစိုးမိုးတယ်လို့စိုးမိုးထားနေတာမဟုတ်ပါဘူးဘကပဘဟိုကမိုးကုတ်မှာရှိတာနောက်တော့မရက်တည်နိုင်တော့လို့ဘကိုးရိုးမကိုပြန်ပြေးရတာအဲ့ဒီတော့ကမြင်းချန်ထဲမှာအားအကောင်းဆုံးကပြူစောထီးတွေပါပဲအခုပြူစောထီးတွေတော့တိတ်မတူပါဘူးအရင်ကပြူကအခုစစ်တပ်ကဖွဲ့ထားတဲ့လူတွေလိုပေါက်လို့ပဲစားတွေမဟုတ်ပါဘူးဒေတာတွင်ဩဇာရှိတဲ့တကြီးတွေဆွေကြီးမျိုးကြီးတွေအခြေခံပြီးဆိုရှယ်လစ်တွေကဖွဲ့တာသူတို့ကစစ်တပ်နဲ့မတည့်ဘူးနောက်စစ်တပ်အာဏာသိမ်းတော့သူတို့အားလုံးလဲထောင်ထဲရောက်ကုန်တာပါပဲမြင်းညံအရှိချမ်းမှာနေထွက်ဘရင်ဆိုတာတယောက်ရှိတယ်အနောက်ချမ်းမှာနေဝင်ဘရင်လို့ခေါ်ကြတဲ့ညီကို2ယောက်ရှိတယ်ဘကပအဲ့ဒီသူတွေလောက်တော့ဩဇာမရှိခဲ့ပါဘူးဒါတွေကရှေ့မီနောက်မီလူကြီးတွေစီကမေးထားတာပြောသူကအတီပေါက်ပြောလာလို့ကျုံလို့တင်ပြတာပါခုချိန်မှာဒါတွေအရေးမပါဘူးဆိုတော့လူတိုင်းသိပါတယ်နောက်တစ်ယောက်ကတော့ VOA ထွက်ဆရာကြီးတူပါပြောလိုက်ရင်လဲလွန်ကျွန်းနှုတ်သီးကောင်းရှာပါပဲခတ်တော်နေပြီဟိုလူလေကလေးတွေကလိုင်းမော်ဥအောင်တင်ပြီးအားယူတာဒီလူကြီးတိုက်ကတစိမကြောက်မွေမကြောက်နောက်ကလိုက်အားကြတာဆွေးနွေးဖို့နောက်ဆုံးစခန်းထိမြားခေါ်တယ်ဂျားစခန်းမှာမိုင်းထောင်ထားခဲ့တယ်ဒီစခန်းကိုဝင်လာမှာကရန်သူတက်မှမဟုတ်တာခရင်ပကဖတက်တွေပဲလေမိုင်းကဘသူ့ကိုထောင်ထားတာလဲအတိတာကြီးပဲလေအသက်ပေးလိုက်ရတဲ့ရဲဘော်4ယောက်အတွက်တော့ဆရာကြီးများထည့်ပြောတာမကြားမိပါထားပါတော့အသေးစိတ်ကိစ္စတွေကမြေပြင်ကပိုးသိကြပါတယ်တကယ်တော့ NUG မှာမဟာမိတ် policy ရှိတာသိကြပါတယ်အဲ့ဒါကြောင့်ပဲသူတို့အဲ့ဒီနေမှာဝင်းနေပြီးတောင်းကျမ်းခွင့်ရသွားတာပေါ့ NUG ရဲ့ပြဿနာကဒါမဟုတ်ပါဘူးဒီကိစ္စတွေကထိပ်ပိုင်းချင်းအခြေအလဲညှင်ရနိုင်ပါတယ်ဒါပေမဲ့အပေါ်မှာတခင်တန်းထွန်းတို့လို့တို့ရှောင်တော့မနေကြနဲ့ပေါ့ရဲဘော်4ယောက်ကိစ္စကတသက်ဖြစ်မှာပါNUG ပြဿနာကသူတို့အတွေးမဲမညီညွတ်တဲ့ပြဿနာပါအထူးသဖြင့်တော့အင်မတန်အလားအလာကောင်းနေတဲ့ MAN PDF ထဲကအဖမ်းအဆီးကိစ္စကိုပွင့်လင်းစွာမရှင်းနိုင်တာပါအခုတာဝန်ယူထားကြသူတွေဘက်ကဘလောက်မှန်နေလဲဆိုတာတန်တရားတွေရှိလာကြတာဖြစ်ပါတယ်အဖမ်းခံထားသူတွေကိုစစ်တပ်ကဒေါ်စုကိုလှုပ်တယ်လို့သတင်းမှောင်ချဘယ်သူနဲ့မှတွေ့ခွင့်မရဆိုတာမျိုးလုံးလို့မရပါဘူးတော်လိုင်းရင်တရက်မှာရန်သူထံဆက်သွယ်ရလားဒဇင်ထောင်တာလား
ဒီနှစ်ချက်ကလွှမ်းရင်ဖမ်းဆီးရဲ့အထိလောက်ကြလိမ့်မရှိပါဘူးဒီကိစ္စအကြာလေပို့ပြီးစိတ်ဝမ်းကွက်လေဖြစ်လာလိမ့်မယ်အခုနယ်မြေတွေအများကြီးဆုံးရှုံးသွားတာကလက်ရှိပုံကိုယ်လေးများရဲ့စီးရေးဆွမ်းရည်ကိုမင်းကုန်းထုတ်เสียဖြစ်နေပါတယ်မန် PDF ဟာ MOD နဲ့ပူးတွဲနေတဲ့လက်ရင်တက်ဖြစ်တည်ထားကြတော့ဒီကိစ္စကိုဝန်ကြီးအဆင့်ကကင်တွယ်ရမှာပါလိုအပ်ရင် SCEF ရဲ့အကူအညီပါယူသင့်တာဖြစ်ပါတယ်တော်လှန်ရေးရက်တည်နိုင်မရက်တည်နိုင်ဆိုတာစီးရေးနဲ့ပဲဆုံးဖြတ်တာပါနိုင်ငံတကာမှာဘယ်လွတ်တော်ကဘယ်သူနဲ့ပဲတွေ့ဘာတွေပဲပြောစီးရေးအောင်ပွဲလောက်အရေးမပါပါဘူးမဟာမိတ်တွေခံကြားလေးစားဖို့ဆိုတာလဲစီးရေးပါပဲရန်သူစစ်သားတွေကိုကြောက်တူးတုံစေပြီးမိမိရဲဘော်တွေကိုအားတက်စေတာကလည်းစီးရေးအောင်ပွဲပဲဆိုတာအလေးနက်ခံယူကြဖို့လိုအပ်နေကြောင်းပါခင်ဗျာဆောင်းမရှင်စစ်တိုင်းနိုင်ရေးသားတဲ့စီးရေးအောင်ပွဲကသာအရေးကြီးဆုံးပါဆိုတဲ့ဆောင်းမဖြစ်ပါတယ်